မွေးဆိုင်လေးတစ်ချက်ပြမယ်တစ်ချက်ရှုပ်ကြည့်လိုက်လုံးဝကွတ်တိတဲ့ပဲမွေးရမယ်ဒီမှာ3ဒီမှာ8တစ်နော်ထိတ်စီလိုက်ဒီမှာ4ခွန်ဒီတစ်ဒီမှာ3ဆိုတော့8တစ်နာထိတ်စီလိုက်ဒီမှာ4ရှိလို့ခွန်ဆိုတော့တစ်ဒီမှာ4ရှိလို့ခွန်ဆိုတော့တစ်ဒီမှာခွန်ရှိလို့4ဆိုတော့တစ်โอเคအဲ့ဒါထိတ်စီနောက်ပိတ်လိုင်းမှာတစ်ချက်ပြန်ပြမယ်နောက်ပိတ်လိုင်းကဘာဖြစ်လဲဆိုလို့ရှိရင်ဒီမှာအဝါရောင်3ကိုပေါင်းရင်2မို့ဒီမှာက2နော်ဒါဆိုရင်နောက်ဒုတိယအပင်ဒီမှာ6 5ပေါင်းရင်1မို့2ကိုကလည်း1ဒီမှာက1ခွန်ပေါင်းရင်8မို့3ရှိလို့5ထဲတော့8ဒီမှာက9 6ပေါင်းရင်1မို့4ရှိလို့ခွန်ထဲတော့1နော်ဒီမှာက2 6ပေါင်းရင်8ရှိလို့မို့3ညာထဲလိုက်တာဒီမှာကနော်1 5ပေါင်းရင်6မို့ဒီမှာခွန်ရှိလို့မို့9ထဲဆိုတော့ပြန်ပြမယ်အဲ့တော့သူ့ရဲ့မွေးကနန်းကဘယ်ကောင်းသွားတယ်လဲဆိုဒီ8ကထိတ်နေဒီ3ညာအပိတ်နေ80ဘယ်မှာထွက်တယ်လဲ80ဒီမှာနော်80အဲ့နေရာစမွေးကန်း80တန်းထွက်မှာထွက်တဲ့80ကိုဒီဘက်မှာဒီမှာ80လို့ပြပြလိုက်တယ်နော်သူ့ကိုဘာရောင်းနေပြဒီဘက်ရောင်းနေပြလိုက်ဒီရောင်းနေပြ80လို့ထိုးခိုင်းတဲ့နေရာ80တန်းထွက်တယ်ဒုတိယဘက်မှာဒီမှာခွန်ဒီမှာ9နော်ခွန်9ဒီမှာနော်ခွန်9ကခွန်9တန်းထွက်တယ်ခွန်9နေနောက်မှာဒီမှာကထိတ်စီးက8နောက်ဘက်က9 5နော်သူ့အောင်မှာ5အဲ့တော့5လို့ထွက်တယ်3ချိန်မြောက်ထွက်သွားတယ်ဟုတ်ပြီ4ချိန်မြောက်မှာဒီမှာကခွန်ရှိတယ်နောက်ဘက်ကလည်းခွန်ဒီနေရာမှာကျွန်တော်ကခွန်ဘူးလို့အဲ့ဒီနေရာရွေးတယ်ဒါပေမဲ့ခွန်ဘူးအဲ့မှာအလုံးမလုံးဘယ်မှာသွားလုံးလဲဒီနေရာကနေစပြီးတော့8 5ကနေစလိုက်ခိုင်းတာပေါ့လေ8 5ကနေစလိုက်ခိုင်းတော့ဒီမှာအောက်မှာ8 5ကနေတော့ဆိုလို့ရှိရင်ဒီမှာသူက1ရက်2ရက်3ရက်4ရက်5ရက်နော်ဒီမှာ6ရက်မြောက်မှာလာထွက်6ရက်ဆိုတော့ခွန်ဘူးဒီ6နှစ်လီ12ချိန်ရှိတယ်ဒီမှာ15နေရအောင်ဆို73ချိန်မြောက်မှာထွက်တာတိုးတော့တစ်ခွက်ထိုးရတာဖြစ်တဲ့အတွက်ကြောင့်73ခွက်နဲ့စီးရင်တွက်အရင်1300နော်ဟုတ်ပြီအဲ့ဒါဆိုအရှုံးမရှိတော့အဲ့တော့အဲ့ခွန်ဘူးပြီးသွားတော့ဒီမှာက80အဲ့ဒီ80ဘယ်မှာထွက်လဲဘာလို့ဆိုဒီ5တက်နေရမှာလိုက်ခိုင်းနေမပြန်ကြည့်မယ်1ရက်2ရက်3ရက်4ရက်5ရက်6ရက်မြောက်မနက်ခင်းမှာထွက်တယ်အဲ့တော့ဒီညနေ5တက်နေရနေစလိုက်ခိုင်းတာဆိုတော့ဟိုဘာပဲပြော6ရက်အပြည့်ဖြစ်သွား12ချိန်မြောက်မှာထွက်တယ်80အရင်12000ဘာပဲပြောအဲ့ဒီဆိုင်မိုက်တယ်နော်နောက်ဒီကြောင်လေးထည့်လိုက်မယ်ဒီဘက်80ကိုလည်းထည့်လိုက်မယ်အဲ့တော့အခုကျွန်တော်တို့နောက်ပွဲစဉ်မှာဘာတွေမွေးခိုင်းလဲဒီမှာ4ခွန်ကဆိုတော့4ထိပ်နော်ဒီမှာက156မို့ခွန်ရှိလို့9ထိပ်လိုက်အဲ့တော့4ကိုတစ်ခွက်ထဲမွေးနော်4ကိုဒဲလို့မွေးရအောင်နောက်မှဘယ်လောက်ထိုးပြိုသွားလဲဆိုတော့ဒီမှာကျတော့ပါဝါဖြစ်သွားတော့တုံးကကောင်းပါတယ်ရ4ကို9လီတစ်ခွက်ပေါ့ငါတို့မွေးဗျာသူဒီနေရာကြီးပြီးတော့ကြာရှပြီးတော့9-3နေရာစလိုက်ခိုင်းတာဆိုတော့အခုဆိုလို့ရှိရင်ဒီမှာဆိုရင်မဲ့9ချိန်ဖြစ်သွားပြီဆိုစောစီစီထွက်လာနော်ပြန်ပြောမယ်4ကို9လေးနော်ဒီမှာ4ကို9လေးမွေးဗျာ80တန်းထွက်တယ်ခွန်9ထွက်တယ်15ထွက်တယ်နော်ခွန်မှာ73ချိန်ရောက်မှထွက်တယ်80မှာ12ချိန်ရောက်မှထွက်တယ်အခု4 9ဒီဘယ်နှချိန်ရောက်နေပြီလဲဆိုရင်အခုပဲဒီဘက်မှာက9ချိန်ပြီးသွားပြီဆိုတော့ကိုလူတွေကိုပြောရှင်းတာဒီမှာနော်တခွန်းနဲ့ပဲတွေးတို့တော့လာမစမ်းနဲ့ခွေးမျိုးကကန်သွားမယ်ဈေးဘုကလမ်းတော့အောင်4 9သာမွေးထိုးစမ်းတယ်